90ရာထောင်တောင်း300အတွက်ကုန်ကြစိတ်ကိုကျွန်တော်ရဲ့အတန်းနဲ့ဆိုလို့ရှိရင်မင်္ဂလာပါခင်ဗျာကျွန်တော်စီမှာ AI နဲ့လက်တွဲပြီးတော့အသက်အာမခံကျန်းမာရေးအာမခံစီမံထားတဲ့သူတွေရဲ့အာမခံစာချုပ်ကလေးတွေတချို့တစ်ဝက်တက်ပါပြီခင်ဗျာကိုယ်ကလည်းကြံခဲ့ပါသေးတယ်ဒါတော့တစ်ဝက်ပဲရောက်ပါရောက်သိရပါခင်ဗျာအဲ့တော့ဒီထဲမှာဘာအာမခံစာချုပ်တွေပါတယ်ဘယ်သူတွေကဘယ်လောက်တောင်ထားတယ်ဆိုတာကိုကျွန်တော်နည်းနည်းလေးပြပြပြဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့ပြီးခဲ့တဲ့လကပေါ့နော်ပြီးခဲ့တဲ့လ2လပိုင်းလောက်ကပေါ့နော်ကျွန်တော်မှာ clean case တက်သွားတယ်ပေါ့နော်ဒီအသက်အာမခံရောကြီးပေးလိုက်ရတယ်အန်တီရဲ့မောင်ဝါထားတဲ့အသက်အာမခံမျိုးစားပေါ့နော်ဒါကတော့သူကတစ်နှစ်ကို9သိန်းထားတယ်ရောကြီးနေပမာဏ350ပေါ့နော်ထားတဲ့ပမာဏအာမခံစာချုပ်ပေးပါတယ်ဒါလည်းအတူတူပဲဆော့ဆော့ကအဲ့ဒီတည်ဆုံးသွားတယ်ပေါ့နော်ရော်ရင်းဝင်ရထားတဲ့အန်တီရဲ့ဒူမပေါ့နော်ဒူမထားထားတာပေါ့နော်သူကအာမခံနှစ်ဆောင်ထားတယ်အလုံးစုံကျမ်းမာရေးအာမခံပေါ့နော်38သိန်း5000နံကိုတစ်နှစ်ကို3,9,900သွင်းရတယ်ပေါ့နော်38သိန်း5000နံအလုံးစုံကျမ်းမာရေးအာမခံနဲ့နောက်တစ်ခုကကျတော့ဆော့ဆော့ကလိုပဲစုနေပါတဲ့အာမခံအမျိုးအစားတစ်နှစ်ကိုသူက4သိန်းထည့်ပြီးတော့300အကာဝယ်ထားတယ်ပေါ့နော်သူကအာမခံနှစ်ဆောင်ထားတယ်ပေါ့နော်ဒါကတော့ကျွန်တော် clean case clean ရောကြီးတင်ထားတဲ့မိသားစုနဲ့ထားလိုက်တဲ့အာမခံအမျိုးအစားဖြစ်ပါတယ်ဒါကတော့ ocean ပြင်ရဖုံးတစ်ပါးပေါ့နော်သူ့ဟိုကြတော့ကျွန်တော်ရဲ့အတော်ကန်းခွဲရနေပြီးတော့ကျမ်းမာရေးအာမခံထားတယ်ပေါ့နော်လူထားတယ်ဖုံးတစ်ဝက်သူတစ်ဝက်ပေါ့နော်လူတဲ့ခါမှာသူကဘယ်လောက်ဒီလဲဆိုတော့သူကတစ်နှစ်ကို9,3,300ပေးသွင်းပြီးတော့သူ့ရဲ့ကျမ်းမာရေးဈေးကကြတော့တစ်နှစ်လုံးကို85သိန်းရတဲ့အလူပေါ့နော်ကိုက9သိန်းကျော်စုလိုက်ပြီးမယ်ဟိုဖုံးတွေကိုရဲ့အလူကကြတော့9သိန်းတန်အလူကနေပဲ85သိန်းတန်ဖြစ်တာပေါ့အဲ့တော့ဟိုခုကနဲ့သိန်းခုဆိုတဲ့သိန်းကနေလောက်နဲ့ဖုံးတွေကိုဆယ်ချီပြီးတော့အခုလိုမျိုးပေါ့နော်85သိန်းဆိုပြီးတော့ဒါလုပ်ရပါတယ်အဲ့တော့ကိုမှကိုကွက်နေတဲ့ဖုံးတွေဒီလားရှင်တွေဆရာတွေတန်ခါတွေပြောတယ်ပြီးကျမ်းမာရေးဆက်ဆောင်မှုတွေနဲ့ပြီးကျင်တယ်ဆိုလို့ရှိရင်တော့ AI နဲ့ဆက်သွယ်ပြီးတင်နဲ့ဆက်သွယ်ပြီးတော့ကျမ်းမာရေးအာမခံလေးပြီးပြလို့ရပါတယ်ခင်ဗျာဒါကြတော့အဲ့ဆော့ဖုန်းပဲပေါ့နော်ဖုန်းကကျတော့သူ့ရဲ့အကြောင်းတိုက်ပဲပေါ့နော်သူ့ရဲ့ဒီကိုသူ့ရဲ့မိသားစုအတွက်ကိုအသက်အာမခံတည်တံ့ထားတာပေါ့နော်ဒီအာမခံအမျိုးအစားကကြတော့အသက်အာမခံတည်တံ့ AI 10 product ပေါ့နော်သူကတော့ဖုန်းကကျတော့တစ်နှစ်ကိုဒါက3,9,500သွင်းရပြီးတော့ဖုန်းရဲ့အသက်အာမခံအကာအကွယ်ကကြတော့ခု10ရာထောင်တောင်း300သိန်းတရာကောက်ရပါတယ်သိန်းတရာကောက်တဲ့ပုံမှာတစ်နှစ်ကို3,9,500ပဲဝယ်ရတာဖုန်းကတော့တက်တော်ကြီးနေပြီနော်တက်တော်ငယ်နေဆိုလို့ရှိရင်အဲ့လိုမကြောက်တောင်းရလောက်ပဲကြားရပါတယ်ဒါကကျတော့ကျွန်တော်ကိုယ်တိုင်ထားတဲ့အာမခံမျိုးဆောင်ပေါ့နော်အဲ့တော့ဒီအာမခံကကြတော့ယောဂ39မျိုးပြင်းထန်ယောဂ39မျိုးအတွက်ကိုကျွန်တော်ကဒါအာမခံထားတာပေါ့နော်အဲ့တော့ပြင်းထန်ယောဂ39မျိုးအတွက်340 90ရာထောင်90ရာထောင်တော့3,400 90ရာထောင်တောင်း3,400အတွက်ကုန်ကြစိတ်ကိုကျွန်တော်ရအတန်းနဲ့ဆိုလို့ရှိရင်3,5,600ပဲပြရကျွန်တော်ရတဲ့ဆိုလို့ရှိရင်3,400အတွက်ကိုကျွန်တော်တကယ်က3,5,600နဲ့ပေးသွင်းပြီးတော့ဒီထက်လည်းက39မျိုးလေးကတမျိုးမျိုးဖြစ်လာခဲ့ရဆိုလို့ရှိရင်တော့3,400ကပဲရနာအမှတ်ဆိုလို့ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့အတိအညီလေးအာမခံစာချုပ်ပေါ့နော်သူကတော့ပြောပြတယ်နော်သူထားတာဘယ်လောက်ထားလဲဆိုတော့သူကတစ်နှစ်ကိုဒီမှာတွန်းတာက9သိန်းတွင်းတယ်သူ့ရဲ့အကာအကွယ်ကကြတော့3,490အကာပဲရှိတယ်ဆိုတော့ဒီငယ်လေးဆိုလို့ရှိရင်ထားတာတအားတက်တယ်ငွေလေးနည်းနည်းလေးနဲ့မိသားစုရဲ့ကိုသိန်းကိုရာချီထောင်ချပြီးတော့အကာအကွယ်လုပ်ရပါတယ်ခင်ဗျာအဲ့တော့နောက်ရက်တွေကြာလို့ရှိရင်တော့ဒီစာချုပ်လေးတွေကိုပေါက်ပြပေးပါမယ်ခင်ဗျာအားလုံးလေးကျေးဇူးပါတယ်ခင်ဗျာ